ကောင်းကင်ယံရဲ့အမြင့်ဆုံးနေရာမှာဘသူကအုပ်စိုးနေတယ်လဲလို့မေးရင်အဖြေကတော့တစ်ခုတည်းရှိပါတယ်အဲ့ဒါကတော့လင်းယုံငှက်ပါပဲခွန်အားတတိနဲ့လွတ်လပ်မှုရဲ့ပြည့်ရုပ်ဖြစ်တဲ့ဒီတတဝါတွေဟာသူတို့ရဲ့ကဘာမှာဘလို့ရှင်သန်နေကြသလဲဒီနေ့မှာတော့ကျမတို့ဟာကောင်းကင်ယံရဲ့ဘယင်တွေအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လင်းယုံငှက်တွေဟာသူတို့ရဲ့ခွန်အားထက်မြက်တဲ့အမြင်အာရုံနဲ့မြင့်မားစွာပြန်တန်းနိုင်စွမ်းကြောင့်ကောင်းကင်ယံရဲ့ဘယင်လို့တင်စားကြပါတယ်။ကမ္ဘာပေါ်မှာလင်းယုံမျိုးစိတ်ပေါင်း60ကျော်ရှိပြီးအများစုဟာယူရေးရှားနဲ့အာဖရိကတိုက်တွေမှာနေထိုင်ကြပါတယ်။လင်းယုံတွေအကြောင်းလေ့လာရမယ်ဆိုရင်တစ်ချက်အနေနဲ့ထူးခြားတဲ့ရုပ်ပိုင်းဆိုင်ရာအကြောင်းကိုအရင်ပြောချင်ပါတယ်။လင်းယုံတစ်ကောင်ရဲ့အားသာချက်ဟာသူ့ရဲ့မျက်လုံးတွေကစတင်ပါတယ်။သူတို့ဟာလူသားတွေထက်အမြင်အာရုံ4ဆကနေ8ဆအထိပိုမိုထက်မြက်ပါတယ်။သူတို့ဟာမိုင်ဝက်သို့မဟုတ်2မိုင်ကွာဝေးမှာရှိတဲ့ယုံတစ်ကောင်ကိုအတိအကျမြင်နိုင်စွမ်းရှိပါတယ်။ဒါအပြင်သူတို့ရဲ့ခြေသေးတွေဟာအလွန်တန်မာပြီးသားကောင်ကိုဖမ်းဆီးတဲ့အခါမှာတနက်ကြည်စံထက်ပြင်းထန်တဲ့ဖိအားနဲ့ညှစ်နိုင်စွမ်းရှိပါတယ်။နှုတ်သီးကတော့အသားကိုလွယ်လွယ်ကူကူဆုပ်ဖြဲနိုင်အောင်ချွန်ထက်ပြီးကောက်ချိတ်နေပါတယ်။ပြန်တန်းနိုင်မှုမှာဆိုရင်လည်းလင်းယုံတွေဟာတနာရီကိုမိုင်85ကနေမိုင်100ကျော်အထိအရှိန်ပြင်းပြင်းပြန်တန်းနိုင်သလိုလေဟုန်စီးတဲ့နေရာမှာလည်းအလွန်ကျွမ်းကျင်ပါတယ်။ဒါကြောင့်လည်းလင်းယုံတွေကိုအကောင်းဆုံးအမဲလိုက်သမားတွေဖြစ်စေခဲ့တာပါ။နှစ်အချက်အနေနဲ့လင်းယုံတွေဟာအသားစားသတ္တဝါတွေဖြစ်သလိုမျိုးစိတ်အလိုက်အစားအစာကွဲပြားကြတယ်။ရေပြင်ပေါ်ကငါးတွေကိုအဓိကဖမ်းယူစားတောက်တဲ့ပင်လယ်လင်းယုံမျိုးစားငွေတွေကိုအဓိကရှာဖွေစားတောက်တဲ့ငွေလင်းယုံမျိုးစားတခါတရံမှာသမင်ပေါက်လေးတွေစိတ်ပေါက်လေးတွေနဲ့မြေခွေးတွေကိုတောင်ဖမ်းဆီးနိုင်စွမ်းရှိတဲ့အကြီးစားလင်းယုံတွေပါပဲသုံးချက်ကတော့လင်းယုံတွေဟာအရန်ကိုတစ္ဆာရှိကြပါတယ်သူတို့ဟာအဖော်တယောက်တည်းနဲ့ပဲတစ်သက်လုံးအတူနေထိုင်လိရှိပြီးမြင့်မားတဲ့ကြောက်ဆောင်တွေပေါ်မှာခိုင်ခန့်တဲ့အတိုက်တွေကိုတိဆောက်ကြပါတယ်ဒါဟာသူတို့ရဲ့နေမြေကိုကာကွယ်ဖို့နဲ့မျိုးဆက်သစ်တွေကိုဘေးကင်းအောင်စောင့်ရှောက်ဖို့အတွက်ပါပဲသူတို့ရဲ့အတိုက်တွေဟာအရန်ကြီးမားပြီးအချင်းကိုပေအနံ20ပေလောက်အထိရှိတတ်ပါတယ်တဘာဝတောတောင်ထဲမှာပြင်းမြအနှစ်20ကနေ30အထိနေထိုင်နိုင်ကြပါတယ်လေးအချက်ကတော့လင်းယုံတွေဟာအသက်ကြီးလာတဲ့အခါအနှစ်40ခန့်မှာနှုတ်သီးတွေကောက်လာပြီးအတောင်ပံတွေလေးလံလာပါတယ်။အဲ့ဒီအခါမှာသူတို့ဟာကြောက်ဆောင်ပေါ်မှာနှုတ်သီးကိုရိုက်ချိုးမွေးတွေကိုနှုတ်ပြီး9လကြာအနားယူကဘဝသစ်ကိုပြန်စားလေးရှိတယ်လို့အဆိုရှိကြပါတယ်။အချုပ်အားဖြင့်ဆိုရင်လင်းယုံတွေစီကနေကျမတို့သင်ယူနိုင်တာကတော့ဘဝမှာအောင်မြင်ခြင်းရင်မြင့်မားတဲ့ရည်မှန်းချက်ရှိဖို့နဲ့အခက်ခဲတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ပါပဲအခုဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဘလို့တတဝါတွေအကြောင်းသိချင်သေးလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်